တနေ့ဒါ24နာရီဆိုတာအချိန်ရဲ့တင်းငယ်တဲ့အပိုင်းစားလေးတစ်ခုပါပဲဒါပေမဲ့အဲ့ဒီတနေ့တာထဲမှာပဲကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးရဲ့ရှုပ်ထွေးမှုတွေအန်ဒီရယ်တွေပြီးတော့အလားတရားတွေကိုပါမြင်တွေ့နိုင်ပါတယ်ကဲဒီတော့2026ခုနှစ်ဧပြီလ20ရက်နေ့ဆိုတဲ့တာမန်ရက်တရက်မှာဖြစ်ပျက်ခဲ့တာတွေကိုချီအားချင်းရဲ့ကျွန်တော်တို့ရဲ့ကဘာကြီးအကြောင်းကိုအတူတူလေ့လာကြည့်ကြအောင်ဟုတ်ပြီဒါပဲဒီနေ့ကျွန်တော်တို့အဓိကထားမယ့်မေခွန်းပါနေရာဒေသအသီးသီးမှာတစ်ချိန်နဲ့ဖြစ်နေတဲ့သတင်းတွေဟာတစ်ခုနဲ့တစ်ခုမဆိုင်တယ်လို့ထင်ရနိုင်ပေမဲ့တကယ်တမ်းတော့အားလုံးဟာအချင်းချင်းချိဆက်နေတဲ့ဇလန်တစ်ပုတ်ကိုပြောပြနေရပါဒီတော့အဲ့ဒီဆက်ဆက်မှုတွေကဘာတွေလဲပြီးတော့ကျွန်တော်တို့ရဲ့ကဘာကြီးဘဲကိုဥတီနေတယ်လဲဆိုတာကိုအတူတူရှာဖွေကြည့်ကြတာပါပထမဆုံးအနေနဲ့အဲ့ဒီနေ့ကအကျယ်လောင်ဆုံးဖြစ်ခဲ့တဲ့အထန်ဒီစီကိုယင်သွားကြည့်ကြရအောင်ဟုတ်ပါတယ်အဲ့ဒါတွေကတော့လူသားတွေကြားကပဋိပက္ခတွေပါပဲကဲကဘာစီမင်ဘော်ကအန်တဲ့လွန်ကြီးရဲ့ထိတိုက်တွေ့မှုတစ်ခုနဲ့ဆက်လိုက်ကြရအောင်ဟော်မုစီရဲ့လက်ကြားမှာအခြေအနေတွေကတကယ်ကိုပောက်ကွဲလို့နေပါပဲအမေရိကန်ကအီရန်အလံတင်ကွန်တင်တင်ဘော်တစီဖြစ်တဲ့ MV Tosca ကိုအင်အားသုံးပြီးတားဆီးခဲ့ရဖြစ်ရပါတမရထရန့်ရဲ့ဒီစကားတွေကကိုပဲအဲ့ဒီနေ့ကတင်မာမှုတွေဘလောက်ထိရှိခဲ့လဲဆိုတာကိုအထင်ရှားဆုံးပြနေတာပါဒီနေရာမှာနှစ်ဖက်စလုံးကလုံးဝကိုနောက်မဆုတ်တမ်းအခြေအနေမှာပါတစ်ဖက်ကအမေရိကန်ကသဘောတူညီချက်မရမချင်းစိတ်ကန်းတွေကိုအပြည့်အဝပိတ်ဆို့ထားမယ်လို့ဆိုတယ်။နောက်တစ်ဖက်ကအီရန်ကလည်းဒါဟာတရားမဝင်ဘူး။ရာဇဝတ်မှုမြောက်တယ်။လက်တုံပြန်မယ်လို့ကြုံဝါနေလို့အရန်ကိုတိမ်မွေပရော်ဘာနေလေအပြည့်အခက်ရက်စက်ရေးကချီတမြန်းပေါ်မှာပဲမူတည်နေပါတော့တယ်။ငင်းချမ်းရေးဆွေးနွေးပွဲတွေရဲ့အနာဂတ်ကလည်းလေထဲမှာလွင့်သွားတယ်လို့ပါပဲ။တခါလီမှာစကလုံးတွေထက်ကိန်းကနန်းတွေကပို့ပြီးလေးနက်ပါတယ်။9000ကျော်ဒါဟာရှစ်ပတ်ပဲကြာတဲ့စစ်ပွဲအတွင်းအီရန်လက်ဘနွန်နဲ့အစ္စရေးမှာအသက်ဆုံးရှုံးခဲ့ရတဲ့ခမန်းအရေးအတွက်ပါပဋိပက္ခတန်ရဲ့နှုတ်ကွယ်မှာလူသားတွေပေးဆက်ရတဲ့တန်ဖိုးကဘလုံကြီးမားလဲဆိုတာဟောထင်ထင်ရှားရှားပြနေတဲ့ကိန်းကနန်းခုပါပဲဒါပေမဲ့တိုက်ပွဲတွေဆိုတာလက်နက်တီးနေပဲတိုက်ခိုက်နေတာမှမဟုတ်တာဟုတ်တယ်မလားမိုင်မောင်းထောင်ချီဝဲတဲ့ကဘာတစ်ဖက်ချမ်းမှာနော်စကလုံးတွေဥပဒေတွေအကျွေးရခေါ်ရတဲ့တိုက်ခိုက်နေတဲ့နိုင်ငံရေးတိုက်ပွဲတွေကလည်းအပြင်းထန်ဖြစ်ပွားနေတယ်ပါတယ်Australia နိုင်ငံ New South Wales ပြည်နယ်ကိုတစ်ချက်ကြည့်လိုက်ရအောင်အစိုးရနဲ့တရားစီရင်ရေးကြားကထိတ်တိုက်တွေ့မှုတစ်ခုပါအစိုးရကအငင်းပွားပွဲစန္ဒပြမှုတားမြစ်ရေးဥပဒေတွေထုတ်ပြန်တယ်ဒါပေမဲ့တရားရုံးကဟစ်အင်းဒါဖွဲ့စည်းမှုနဲ့မညီဘူးလို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့အုပ်ချုပ်ရေးအာဏာနဲ့တရားစီရင်ရေးရဲ့လွတ်လပ်မှုကြားကအားပြိုင်မှုကပေါ်ပေါ်ထင်ထင်ဖြစ်လာခဲ့ပါတယ်အလားတူဇလန်မျိုးပါပဲဂျပန်မှာကျတော့လူပေါင်း36,000ကျော်တိုကျိုမြို့လယ်ခေါင်မှာစုယုံဆန္ဒပြခဲ့ကြတယ်ဘာအတွက်လဲဆိုတော့ဂျပန်နိုင်ငံရဲ့အထင်ကရငင်းချမ်းရေးဝါဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ဖို့အတွက်ပါအစိုးရကပြင်ဆင်ခြင်းတွေပြည်သူတွေကတာကိုလက်မခံဘူးဒါကလည်းနိုင်ငံတကာရဲ့အခြေခံတန်ဖိုးတွေနဲ့ပတ်သက်တဲ့ပဋိပက္ခတစ်ခုပါပဲကဲလူတွေဖန်တီးတဲ့ဒီလိုကျဲလောင်တဲ့ပဋိပက္ခတွေရဲ့နောက်ကွယ်မှာပိုတိတ်ဆိတ်ပြီးတော့ပိုရီးမားတဲ့အကြက်တဲတစ်ခုကကျွန်တော်တို့ကပွားကျိုးကိုဖြည်းဖြည်းချင်းဖိအားပေးနေခဲ့ပါတယ်ဟုတ်ပါတယ်တဘောဝပုံဝင်ကျင်ဆိုင်ရာအကြက်အတဲအကြောင်းပြောနေရပါဒီကနန်းကိုတစ်ချက်ကြည့်လိုက်ပါ61ရာခိုင်နှုန်းဒါဟာအဲ့ဒီနေ့တနေ့တည်းမှာအမေရိကန်ပြည်ထောင်စုရဲ့ကုန်းမြေဧရိယာ61ရာခိုင်နှုန်းဟာမိုးကောင်ရေရှားမှုနဲ့ရင်ဆိုင်နေရတယ်ဆိုတော့စံချိန်တင်ကိန်းကနန်းတစ်ခုပါခဏတာ6တွေ့တာမျိုးကိုပြောနေတာမဟုတ်ဘူးနော်အလေလက်ကနေအပြင်းထန်ဆုံးအစစ်မိုးကောင်မှုတွေပါဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိတယ်အငွေ့ပြင်ဖျားကွာဟမှုတယ်နည်းနည်းတော့နီးပညာစံတယ်လို့ထင်ရပေမဲ့လွယ်လွယ်လေးတွေးကြည့်လို့ရပါတယ်လေတို့ကရေဖို့ငလာတယ်လို့ပေါ့မြေကြီးနဲ့အပင်တွေစီကစိုးထိုင်စားကိုအရင်ကထက်အများကြီးပိုပြင်းပြင်းထန်ထန်စိုးယူနေတယ်ဆိုတဲ့သဘောပါအခုအဲ့ဒီနှုံကပုံမှန်ထက်80ဆို9%အထိကိုမြင့်တက်နေတာဒါကတကယ်ကိုမကောင်းတဲ့လက္ခဏာတစ်ခုပါဟုတ်ပါတယ်ဒီလိုစံချိန်တွေမိုးခွန်မှုဆိုတာစင်းစရာပေါ်ဟာကင်းငနန်းတစ်ခုတည်းမဟုတ်တော့ပါဘူးလက်တွေ့ဘဝမှာတကယ်ကိုထိတွေ့ခံစားရတဲ့အကျိုးဆက်တွေရှိလာပါတယ်တော်မင်းအန်ဒီတွေပုံများလာတာတောက်တုံးရည်ပြက်လက်မှုတွေပြီးတော့ဟုတ်ပါတယ်စားတောက်ကုန်စင်းနှုန်းတွေတက်လာတာမျိုးပေါ့ဒါတွေအားလုံးဟာလူတန်းပေါင်းများစွာရဲ့နေ့စဉ်ဘဝကိုတိုက်ရိုက်လာပြီးထိခိုက်စေတဲ့အရာတွေကြီးပါပဲဒါပေမဲ့ဒီနေရာမှာဒါပေမဲ့ဆိုတာအကြီးကြီးတစ်ခုရှိပါတယ်အဲ့ဒီနေ့ရဲ့ဇလန်းကစိတ်ပျက်စရာကြီးကြီးပဲတော့မဟုတ်ခဲ့ပါဘူးလုံးဝမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီပฏิပတ်ခါတွေဒီအချက်အတဲတွေနဲ့တပြိုင်နက်တည်းမှာပဲလူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့ရှေ့ဆက်လို့စိတ်တွေကလည်းအရှိန်အဟုန်နဲ့တောက်ပနေခဲ့လို့ပါပဲနီးပညာပိုင်းမှာဆိုရင် SpaceX ကကမ္ဘာ GPS စနစ်အတွက်နောက်ဆုံးအဆင့်မြင့်ကရိုးတူကိုလွတ်တင်နိုင်ခဲ့တယ်။ဒါကနီးပညာအရန်ဆန်လို့ထင်ရနိုင်ပြီမဲ့တကယ်တော့အကြီးကြီးပါ
ကျွန်တော်တို့ဖုန်းထဲကမြေပုံတွေကနေစပြီးတကဘာလုံးကကုန်စည်ပို့ဆောင်ရေးအထိအရာအလုံးကိုပို့ပြီးတိကျကောင်းမွန်လာစေမှာပါ ပြီးတော့ဒါကတော့တကယ်ကိုဝိုးဆိုပြီးအံ့ဩရမယ့်အဖြစ်ပါပေဂျင်မြို့မှာ flash လို့ခေါ်တဲ့လူသားပုံစံစက်ရုပ်တရုတ်ကမာရသွန်တဝက်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပြီးပန်းဝင်ခဲ့တယ်တဲ့ခဏလောက်စဉ်းစားကြည့်ပါဦးစက်ရုပ်တရုတ်ကမာရသွန်ပြည့်နိုင်တယ်ဆိုတာလေစက်ရုံဒီပညာနဲ့ AI ဉာဏ်ရည်တုနယ်ပင်မှာဘလောက်အထိခရီးပေါက်နေပြီလဲဆိုတာကိုပြလိုက်တာပါပဲ တော်တတ်မှုတွေကနိပညာပိုင်းမှာပဲမဟုတ်ပါဘူးလူမှုရေးပိုင်းမှာလည်းရှိခဲ့ပါတယ်ဩစတြေးလျမှာပဲခင်မမီတော့တဲ့သွေးလူတန်းခွင့်ဆိုင်ရာစီမင်းတွေကိုဖေရှားလိုက်ပါတယ်ဒီပြောင်းလဲမှုကြောင့်လိန်သူချစ်သူလိန်နှမျိုးလုံးချစ်သူနဲ့လိန်ပြောင်းထားသူတွေပါသွေးလူတန်းခွင့်ရရှိလာမှာပါဒါဟာပုံမအောင်လို့ပါဝင်နိုင်တဲ့လူဖွဲ့စည်းတစ်ခုစီကိုဦးတည်နေတဲ့အရေးကြီးတဲ့ခြေလှမ်းထစ်တယ်လို့တနစ်ကိုသွေးလူတန်းမှုပေါင်း20ထောင်လောက်ပိုတိုးလာစေနိုင်တယ်ဆိုတော့တကယ်ကိုအံ့ဩစရာပါပဲ ကဲဒီတော့ကျွန်တော်တို့ဇလန်း3ခုကိုတွေ့ကြရသည်နော်ပฏิပတ်ခါတဘာဝပတ်ဝန်းကျင်အကျယ်တွေနဲ့တိုးတက်မှုဒါတွေကတစ်ခုနဲ့တစ်ခုမဆိုင်တဲ့တီးခြားဇလန်းတွေလို့ထင်ရတယ်ဒါပေမဲ့တကယ်ပဲတီးခြားစီလားသူတို့တွေအားလုံးဘလို့ပြန်ပြီးစုံစည်းသွားတယ်လဲနောက်ဆုံးကျွန်တော်တို့ရဲ့စီးပွားရေးကိုဘလို့လာပြီးရက်ခတ်တယ်လဲဆိုတာကြည့်လိုက်ရအောင်ပါဒီခွန်းဆက်တုံ့ပြန်မှုကတကယ်တော့ရှင်းရှင်းလေးပါဟိုမှုစီလက်ကြကပฏิပတ်ခတ်ကြောင့်အထူးကရေနံလမ်းကြောင်းပိတ်သွားတယ်အဲ့ဒီနောက်ကပါရေနံထောက်ပံ့မှုကျက်တေးသွားတယ်အဲ့ဒီခနေတစင်ဘုံကဘာတဝန်းလုံးမှာ73စီစေးတီထိုးတက်သွားရောနောက်ဆုံးစင်ကတော့အချီးစားစီးပွားရေးလုပ်ငန်းတွေကနေစပြီးစီဆိုင်မှာစီဖြစ်တွေတာမန်ပြည်သူတွေအထိလူတိုင်းရဲ့ပိတ်ဆန်အိတ်ကိုလာပြီးထိခိုက်တော့တာပါပဲ နောက်တစ်ခါဂိမ်းကနန်းတွေကပဲဒီဇလန်ကိုပို့ပြီးရှင်းရလေးပြောပြနေပြန်ပါပဲ brand ရေနံစိမ့်စေးဟာတစီကို$65ကျော်အထိထိုးတက်သွားခဲ့တယ်ပြီးတော့ Australia အမျိုးသားဘဏ်လိုပန်းကြီးတစ်ခုက$တန်း600ကျော်အထိအကျွေးဆုံးရှုံးနိုင်ခြင်းရှိတယ်လို့တတိပိချက်ထုတ်ပြန်လာတယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်လေ73စီဈေးတက်ရင်လုပ်ငန်းတွေနဲ့လူတွေတို့ကုန်ကျစရိတ်တွေတက်လာမယ်အဲ့ဒီအခါသူတို့ချင်းငွေတွေပြင်ဆက်ဖို့ခက်ခဲလာနိုင်တယ်ဒီတော့ဘန်ဒီကလည်းအဲ့ဒီ Android အတွက်ကြိုတင်ပြင်ဆင်ရတာပေါ့မြင်နေမလားအားလုံးကဆက်ဆက်နေတာပါဤတော့2026ခုနှစ်ဧပြီလ20ရက်နေ့ကကျွန်တော်တို့ကိုတကယ်တမ်းပါကိုပြသွားတာလေတချိန်တည်းမှာပဲလမ်းကြောင်းနှစ်ခုကိုဆွဲငင်ခံနေရတဲ့ကပ္ပကြီးကိုပြသွားတာပါအကြအတဲနဲ့တိုးတက်မှုပရိပတ်ခတ်နဲ့တီထွင်ဖန်တီးမှုအားလုံးဟာတပြိုင်နက်တည်းဖြစ်ပျက်နေတာပါဒါကကျွန်တော်တို့ကိုတော်တော်လေးကြီးမားတဲ့မေးခွန်းတစ်ခုနဲ့ခြံထားခဲ့တာပဲမဟုတ်လားဒီစံကျင်ဘက်အင်္ဂါနှစ်ခုတည်းကဘေးတစ်ခုကကျွန်တော်တို့အားလုံးရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးသွားမလဲဆိုတာပါပဲ